CI ဦးကိုဟင်ကဝိပဿနာလမ်းစဉ် body scan နဲ့ရှုမှတ်တဲ့အခါမှာနေရာတနေရာမှာအချိန်ဘယ်လောက်ယူရမလဲဆိုတာကိုနားလည်ဖို့ရန်ပြောကြားပေးပါမယ်ရှင်။ CI ဦးကိုဟင်ဟာရဲ့ဤစနစ်မှာအစိတ်ပိုင်းတစ်ခုချင်းစီအတွက်သတ်မှတ်ထားတဲ့တိကျတဲ့စက္ကန့်သို့မဟုတ်မိနစ်ရဲ့လို့ပုံသေးကားကြမရှိပါဘူး။ဒါဟာမိမိရဲ့တမာတိအားနဲ့ခန္ဓာကိုယ်ရဲ့အခြေအနေပေါ်မှာမူတည်ပါတယ်။ဒါမဲ့လက်တွေ့ကျင့်တဲ့အခါမှာတော့အထောက်အကူဖြစ်စေမယ်အချိန်ယူပုံလမ်းညွှန်ချက်ဂိုင်းလိုင်းတွေကိုအသေးစိတ်ခွဲခြားနိုင်ဖို့ပြောပြပေးပါမယ်ရှင်။နံပါတ်1ပုံမှန်အရှိန်ဟုန်စိတ်ဟာခန္ဓာကိုယ်ပေါ်မှာပုံမှန်ရွေလျားနေတဲ့အခါအစိတ်ပိုင်းတစ်ခုဥပမာလက်ဖြံသို့မဟုတ်နှစ်ဖူးမှာစက္ကန့်အနည်းငယ်9စက္ကန့်မှ10စက္ကန့်ခန့်မြသာရပ်နားလေးရှိပါတယ်။ရည်ရွယ်ချက်ကတော့တန့်နေဖို့မဟုတ်ပဲတကူလုံးကိုခြုံငုံမိစေဖို့စီးဆင်းနေတဲ့သဘောနဲ့သွားဖို့ဖြစ်ပါတယ်ရှင်။နံပါတ်2ဝေဒနာမသိတာသည့်အစိတ်ပိုင်းများအချို့နေရာတွေမှာဘာခံစားမှုမှမရှိပဲထုံထိုင်းနေတတ်ပါတယ်။အဲ့ဒီအခါအချိန်ယူမှုအဲ့ဒီနေရာမှာ10မိနစ်ကနေ2မိနစ်ခန့်အထိခဏရပ်ပြီးစောင့်ကြည့်ပါ။လှုပ်ဆောင်ရန်အနေနဲ့ကတော့စိတ်အေးအေးထားပြီးသတိကပ်ပါဘာမှမတွေ့ရင်လည်းဘာမှမတွေ့တာကိုသိနေခြင်းဟာလည်းသတိတရားပဲလို့မှတ်ယူပြီးနောက်တနေရာကိုဆက်ကူးပါအကြာကြီးတနေရာထဲမှာဆွဲမနေပါနဲ့နံပါတ်3နာကျင်မှုသို့မဟုတ်ပြင်းထန်သောဝေဒနာရှိသည့်နေရာများပြင်းထန်တဲ့နာကျင်မှုရှိတဲ့နေရာကိုရောက်တဲ့အခါမှာအချိန်ယူမှုအနေနဲ့ကတော့အဲ့ဒီနာကျင်မှုဟာသဘောတဘာဝပူရာလားတင်းနာလားကိုတခွဲနိုင်တဲ့အထိအချိန်ပိုယူနိုင်ပါတယ်။သတိပြုရန်အနေနဲ့ကတော့နာကျင်မှုဟာပျောက်သွားအောင်စောင့်နေတာမျိုးမဟုတ်ပဲမိမိရဲ့ဥပိ္ပခာစိတ်တည်ငြိမ်မှုရှိမရှိစစ်ဆေးဖို့အတွက်သာအချိန်ယူရမှာဖြစ်ပါတယ်။စိတ်တူလာပြီဆိုရင်တော့နောက်တနေရာကိုဆက်ရွှေ့လိုက်တာကပိုကောင်းပါတယ်ရှင်။နံပါတ်4တကူလုံးလှဲ့လှဲ့ကြည့်ရှုခြင်းခေါင်းအစအခြေဆုံးတပတ်ပြည့်အောင်ကြည့်ဖို့အတွက်အစာပိုင်းမှာတမာတိနုသေးရင်တပတ်ပတ်ဖို့15မိနစ်ကနေမိနစ်20လောက်ကြာနိုင်ပါတယ်။တမာတိချင်းတန်လာရင်တော့စိတ်ဟာပုံမြန်လာပြီးတပတ်ကို9မိနစ်ကနေ10မိနစ်အတွင်းအသေးစိတ်မြင်လာနိုင်ပါတယ်။အရေးကြီးတဲ့အချက်3ချက်အနေနဲ့ကတော့အစွန်းနှစ်ဖက်ကိုရှောင်ပါတနေရာထဲမှာနိုင်ဝက်လောက်စိုက်ကြည့်နေတာမျိုး step ဖြစ်ခြင်းနဲ့တကူလုံးကိုစက္ကနဲ့စက္ကနဲ့အပေါ်အောက်အမြန်ပြေးကြည့်တာမျိုး rushing ကိုရှောင်ရပါမယ်။မျက်ရည်စီးသလိုသွားပါမျက်ရည်ဟာကြောက်ခဲရှိရင်ခဏဝဲသွားပြီးနောက်ကိုဆက်စီးသွားသလိုပဲစိတ်ဟာလည်းဝေဒနာရှိတဲ့နေရာမှာခဏရက်ပြီးရင်နောက်တနေရာကိုပုံမှန်လေးဆက်သွားရပါမယ်ရှင်။စိတ်အခြေအနေအရာချိန်ညှိပါစိတ်တွေအရန်ပြန့်လွင့်နေရင်အစိတ်ပိုင်းတွေကိုပိုးပြီးတိတ်တိတ်လေးတွေစိတ်ပိုင်းပြီးဥပမာလက်ချောင်းလေးတွေကိုတစ်ချောင်းချင်းအချိန်ပိုယူပြီးမှတ်ပါစိတ်ငြိမ်နေရင်တော့အပိုင်းအခြားအကြီးကြီးတွေဥပမာလက်တစ်ပြင်လုံးကိုခတ်သွက်မှတ်သွားနိုင်ပါတယ်ရှင်အဓိကအနေနဲ့ကတော့အချိန်ထက်သတိနဲ့ဥပိ္ပခာပါဝင်မှုကပိုအရေးကြီးပါတယ်